ဒီ practical skill တွေကိုလူငယ်တွေကိုပေးရမယ်နောက်တစ်ခုကမိသားစုဝင်တွေကလည်း emotional support တွေပေးဖို့လိုတယ်ဒီမှာတော့ emotional support ကိုဆရာကြည့်လိုက်ရင်10တန်းမှာဘာသာစုံဂုဏ်ထူးထွက်တယ်ဆိုတာနဲ့မိဘဆရာဝန်လို့ဖို့ engineer လို့ဖို့အဲ့နှစ်လိုက်ပဲစဉ်းစားနေတာအဲ့ဒီအတွေးခေါ်အောင်ကြီးတော့ပြစ်ပယ်ရမယ်အခုက IT ခေတ်ဒီ AI ခေတ်မှာမရှိမဖြစ် practical skill ရလုပ်ရမယ်လုပ်ငန်းတစ်ခုပေါ့နော် engineering နဲ့ဆရာဝန်ရလဲလိုတော့လိုပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့အနှစ်20လောက်ကပြုစုထားတဲ့စာတမ်းတစ်စောင်ရဆိုရင်ဆရာဝန်လောကနဲ့ engineer လောကနံပါတ်9နဲ့10လောက်မှာပဲရှိတယ်သူရှေ့မှာ1ကနေ6လောက်ကဒီလုပ်ငန်းတွေမဟုတ်တော့ပါဘူးတေချာလေးလာမယ်ဆိုအရန်အံ့ဩစရာကောင်းတယ်ဘာတွေတွေ့လာမယ်ဆိုရင် human capital ဘိုင်းမှာ innovation ဘိုင်းမှာ social participation ဘိုင်းမှာ leadership ဘိုင်းမှာ Dupless communication လို့ခေါ်တဲ့ global competitive လုပ်နိုင်တဲ့အခန်းကဏ္ဍတွေမှာလူငယ်တွေကိုဖွင့်ပေးဖို့လိုပါတယ်ဒါကိုဆရာတို့ဒီ theoretically အနေနဲ့ academic တွေကတော့ဘာခေါ်လဲဆိုတော့ globalization နဲ့ revolution နဲ့ပေါင်းလိုက်တာကို globalization လို့ခေါ်ပါတယ်အဲ့ globalization scale ကိုရတဲ့တိုင်းပြည်တွေ globalization scale ကိုရတဲ့နိုင်ငံတွေကရှေ့ကိုမြန်မြန်ရောက်သွားတာတွေ့ရပါတယ်ဒါကြောင့်မလို့ဒီလို globalization scale ကိုရမှာတိုင်းပြည်ရဲ့အနာဂတ်ကိုတို့တွေကကြိုတင်ပြီးတော့ခံမှန်းပြီးတော့သုံးသပ်ထားလို့လိုပါတယ်ဟုတ်ကဲ့ဆရာဒီနိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာလူငယ်တွေရဲ့အခန်းကဏ္ဍရောဆရာအနေနဲ့ဘယ်လိုများမြင်ပါလဲရှင်လူငယ်တွေရဲ့အခန်းကဏ္ဍကတော့ဒီနေ့ခေတ်မှာတော့အခြေခံကြဆုံးပြောမယ်ဆိုလို့ရှိရင်တိုင်းပြည်တွေလိုအပ်နေတဲ့လိုအားပေါ့နော်ညာနာနဲ့ကာယလိုအားအဲ့မှာ human capital လို့ခေါ်တယ် human capital ဆိုတာလူငယ်တွေရဲ့တစ်ချိန်လုံးကပြောခဲ့တယ် overseas သွားတဲ့ကိစ္စပေါ့ brain drain လို့ခေါ်တယ်နော်ပညာတတ်တွေထွက်တာပုံများလာရင်တိုင်းပြည်တွေဆုတ်ယုတ်ကိန်းရှိတယ်အောင်မြင်နေတဲ့ချမ်းသာနေတဲ့ဒီလုပ်ငန်းရှင်ကြီးတွေတိုင်းပြည်ကို leadership ပေးနေတဲ့ stakeholder တွေသူတို့နဲ့ဥပဒေနဲ့အညီဆက်ဆံနေတဲ့အစိုးရတွေဟာဒီနေ့အနိုင်ဆုံးဒီနေ့လူငယ်တွေရဲ့လှုပ်အားတိုင်းပြည်ရဲ့လူငယ်တွေရဲ့လှုပ်အားလိုချင်တယ်ဆိုလို့ရှိရင်အနိုင်ဆုံးလှုပ်အားကကျွန်တော်မြင့်တင်ပေးဖို့လိုပါတယ်နိုင်ငံတော်ကတော့မှပြီးခဲ့တဲ့သူကလက်တဲ့9နှစ်အတွင်းတစ်နှစ်တာလှုပ်အားကကိုသူတတ်နိုင်တဲ့အထိတိုးခဲ့ပြီးဖြစ်ပါတယ်ဒီနေ့လူငယ်တယောက်ကလှုပ်အားကတရက်ကိုကျပ်1000လောက်မှမရရင်အဆင်မပြေပါဘူးအနည်းဆုံးတစ်လကိုသူ့လိုအားက3သိန်းလောက်ပေးဝယ်မှ human capital ကိုတို့တိဆောက်လို့ရမှာဒီမှာငွေရှိလားမရှိဘူးလားလို့မေးမယ်ဆိုရင်ဘဏ်အသီးသီးနဲ့ဒီနေ့ထုတ်ချီးနေတဲ့လဲပတ်နေတဲ့ငွေကိုကြည့်ရင်ပေးနိုင်ပါတယ်ပေးနိုင်အောင်လဲတကယ်ကိုနားလေတဲ့ financial နားလေတဲ့ပညာရှင်တွေကတွက်ချက်ပြီးတော့လူငယ်တွေကိုပံ့ပိုးပေးဖို့လို့အဲ့ဒီ human capital ကိုရဖို့ဆိုတာသူတို့လိုအားကိုလွယ်လွယ်နဲ့မရပါဘူးဒီအားလည်းတကယ်တမ်းပြောရလို့ရှိရင် financial literacy innovation တစ်ခုဖြစ်ပါတယ်ဒီ innovation ကိုဖန်တီးပေးရပါမယ်နောက်တစ်ခုက social participating လို့ခေါ်တဲ့ဒီလူမှုရေးလုပ်ငန်းတွေကိုလမ်းကြောင်းဖွင့်ပေးတာဥပမာပြောရမယ်ဆိုလို့ရှိရင်မကြသေးခင်က social influencer တယောက်ဆိုရင်နောက်ပေးလမ်းကြားတွေသူလိုက်ရှင်းနေတယ်ဒါမျိုးကိုလူငယ်ရေးရာဝန်ကြီးဌာနပြီးတော့အသိမှတ်ပြုဖို့နောက်မြန်မာပြည်မှာခုနပြောတဲ့ပြည်ထောင်စုမှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းပေါင်း3000ကျော်ရှိတယ်လူမှုပရိဒတ်လုပ်နေတာsocial participation မှာလူငယ်တွေတိတ်နေချီအလုံးလုံးနေပါတယ်ဒါမျိုးတွေလည်းခေါ်ယူတွေ့ဆုံပြီးတော့လက်ဖက်ရည်ပွဲလေးဖြစ်စေစစ်တပ်မြင့်တွေပိုင်းဖြစ်စေအသိမှတ်ပြုတယ်ဆိုတဲ့အလုပ်ကိုကယ်ဆယ်ရေးနဲ့ပြန်နေရာချထားရေးဝန်ကြီးဌာနနောက်ပြီးတော့လူငယ်ရေးရာဝန်ကြီးဌာနနောက်ပညာရေးဝန်ကြီးဌာနနဲ့ပြည်내တိုင်းအစိုးရများကနော်3လတစ်ကြိမ်လောက်ခေါ်ယူတွေ့ဆုံမှုလိုတယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံမှုလိုတယ်နောက်တစ်ခုက leadership development နော်ခုနပြောတဲ့ social participation culture ထွန်းကားလာပြီဆိုရင် leadership ကအလိုလိုပေါ်လာနောက်တစ်ခုက global competitiveness လို့ခေါ်တယ်အဲ့ဒါဘာလဲဆိုရင်ဒီတစ်ဆင့်အနေကြော်ပြီးတော့အာဆီယံမှာ leadership ပေးဖို့လို global citizen ကိုသွားဖို့လိုတယ်ဒီနေရာမှာဘာသွားတွေ့ရမလဲဆိုရင်ဆရာတို့က globalization လို့ခေါ်တဲ့ကမ္ဘာလုံးဆိုင်ရာရှက်နွယ်မှုနဲ့လူငယ်တွေရဲ့အမှန်တရားကိုမျက်နှိုးပြီးတော့တော်လှန်ခြင်းနဲ့စိတ်ဖြစ်တဲ့ revolution နဲ့revolution နဲ့ globalization ကိုပေါင်းရင် globalution လို့ခေါ်ပါတယ်ဒီနေ့ globalution ထိတ်တန်းကိုရောက်နေတဲ့နိုင်ငံတွေကိုကြည့်ရင်အောင်မြင်တဲ့နိုင်ငံတွေဖြစ်မြင်ရတယ်။ဒါကြောင့်မို့လူငယ်တွေကိုအားပေးခြင်းသည်လူငယ်တွေကိုစောင့်ရှောက်ခြင်းသည်လူငယ်တွေရဲ့လိုအားကောကိုတရားသဖြင့်သတ်မှတ်ပြီးတော့ဝယ်ယူခြင်းသည်တိုင်းပြည်အနာဂတ်ကိုအခုတည်းကတည်ဆောက်တယ်လို့ဆရာအနေနဲ့ယုံကြည်ပါတယ်ဒီအရေးချင်းမြင့်တင်လို့တဲ့လူငယ်တွေအတွက်အရေးကြီးဆုံးအချက်တရားဘာတွေများဖြစ်မလဲဆရာအရေးချင်းတွေကိုမြင့်တင်မှုဆိုလို့ရှိရင်နံပါတ်1ကတမ္ပရာကြီးပြောသွားတယ် set discipline လို့ခေါ်တယ်ကိုတာဝန်ယူတဲ့ကိုစည်းကမ်းကိုထိမ့်သိမ့်နိုင်စည်းကမ်းဆိုတာကတော့အပေါ်ကနေချမှတ်တယ်လို့လူတွေကထင်ပေမဲ့တကယ်တမ်းပြောရင်ဖောက်ဖြစ်တဲ့အောက်ကခုနပြောတဲ့ followership ဖြစ်တဲ့နောက်လိုက်နောက်ပါသားတွေကဖောက်ဖြစ်လို့သာခေါင်းဆောင်ကစည်းကမ်းတွေချရတယ်ဥပဒေတွေကလည်းခုနပြောလို့ကျူးလွန်ဖောက်ဖြစ်တယ်လားလို့ဥပဒေတွေချရတာဥပမာပြောရင် online scammer တွေလွန်ခဲ့တဲ့10နှစ်မှာမသိကြဘူး
လွန်ခဲ့တဲ့9နှစ်မှာ online scammer တွေပေါ်လာတယ်ပေါ်လာတော့ online scammer ကို anti scammer ဆိုတဲ့ဥပဒေပြဋ္ဌာန်းရတယ်ကြီးလေးတဲ့ပြစ်ဒဏ်တွေကြားရတယ်အဲ့ဒါကတော့ကိုယ်ပိုင်စည်းမျဉ်းကိုထိန်းသိမ်းနိုင်စွမ်းမရှိတဲ့ပြည်သူကြားမှာဖြစ်လာတယ်လူငယ်တွေကြားမှာဖြစ်နေတယ်နောက်တစ်ခုကအချိန်ကိုစီမံတော်တော်များများတို့တွေကခုနပြောသလိုပြည်ရင်6မျိုးဆိုတာဗမာဗုဒ္ဓဘာသာမှာရှိပြီးသားပါပြည်ရင်6မျိုးကိုသတိထားမယ်ဆိုရင်အချိန်ကိုစီမံနိုင်စွမ်းရှိလာမှာဖြစ်ပါတယ်အဲ့ပြည်ရင်6မျိုးကိုကိုယ်တွေကြော်လွှားနိုင်မှုအတွက်ကိုအချိန်ကိုစီမံပေးဖို့လိုပါတယ်နောက်တစ်ခုကကိုယ်ပိုင်အချိန်ကိုအကျိုးရှိအောင်အသုံးချတာနော်အထူးသဖြင့်ဒီရထားစည်းတွေကားစည်းတွေဆရာတို့ငယ်ငယ်တုန်းကဆိုစာအုပ်နဲ့မျက်နှာနဲ့မခွာတဲ့ကဲဆရာတို့ဒီနေ့ပြောနိုင်တယ်ဆိုတာလွန်ခဲ့တဲ့10စုနှစ်3စုမှာဆရာတို့စာဖတ်ခဲ့တာအခုဒီနေ့ဆိုပိုတော်လွယ်သေးတယ် e-book တွေပေါ်တယ် audio book တွေပေါ်တယ်ကိုကစလုံးနဲ့စာအုပ်နဲ့ဝယ်ဖတ်စရာတော့မလိုဘူးလက်ချက်တက်ထားယုံနဲ့တစ်ဖက်လူကလာပြောနေတယ်ကိုမပြောတော့မှ AI ကပြောနိုင်တဲ့အဆင့်ရောက်နေပြီကိုသိကျင်တဲ့ knowledge တွေအားလုံးကိုအတန်နဲ့ကိုကနားထောင်နိုင်တယ်ဥပမာပြောရရင်မျက်စိနဲ့ဖတ်တဲ့စနစ်တဲ့နားနဲ့ဖတ်တဲ့စနစ်ကိုပြောင်းနေပြီအဲကြောင့်မလို့ကိုယ်ပိုင်ချိန်ကိုအကျိုးရှိအောင်ယူပါနောက်တစ်ခုကအဲ့ဒီအချိန်မှာအဲ့ဒီပေါ်ကနေပြီးတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကတိုးတက်လာမယ်ဥပမာဆိုလို့ရှိရင် DIY လို့ခေါ်တဲ့ကိုယ်တိုင်ဖန်တီးနိုင်တဲ့လုပ်ငန်းလေးတွေ YouTube ပေါ်မှာအများကြီးပဲသင်ယူပေးလို့ရတယ်အဲ့တော့ဗမာမှာကြားစရာမြင်စရာသင်စရာဆိုတာရှိတယ်ကြားစရာနဲ့မြင်စရာအလိုလိုရနေပြီနော်သင်စရာဆိုတာနောက်ဆုံးမှဖြစ်နေပြီနော်အဲ့တော့အဲ့ဒီဟာလေးကိုသိဖို့လိုတယ်နောက်တစ်ချက်ကအဖွဲအစည်းနဲ့ထားရမယ်လိုက်နာရမယ် protocol တွေစီမင်းစည်းကမ်းတွေကိုထိန်းသိမ်းတာပိုကောင်းအောင်ကြိုးစားရင်အဖွဲ့အစည်းကောင်းအောင်ကြိုးစားမယ်အဲ့တော့တစ်ချိန်ကတို့တွေလူငယ်တွေဆရာတို့ရှင်သန်ခဲ့တဲ့ခေတ်ပေါ့နော်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေဒါအတိတ်ကထားခဲ့ပြီးပြီမိမိကိုယ်ကိုကောင်းအောင်ကြိုးစားမယ်မိမိအတန်းကိုကောင်းအောင်ကြိုးစားမယ်မိမိကြောင်းကိုကောင်းအောင်ကြိုးစားမယ်မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမယ်ဆိုတာရှိပါတယ်တက်မတော်မှာလည်းရှိပါတယ်ဒီလိုတေချာစနစ်တကျပြုစုပြောထောင်ပေးတာအဲကြောင့်မလို့အလေးချိန်ကောင်းတွေနဲ့စင်ဆက်မပြတ်ကြိုးစားမှုတွေအခက်အခဲတွေကြားထဲမှာစိန်ခေါ်မှုတွေမလျှော့မပြောတဲ့အဆက်မပြတ်တဲ့ကြိုးစားအားထုတ်မှုတွေရုန်းကန်မှုတွေနဲ့ continuous learning habit ကိုယ်တိုင်လေ့လာသင်ယူတဲ့အလေးကျင့်တစ်ခုကိုစီမင်းထိန်းသိမ်းမှုတွေနဲ့ပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်လူငယ်တွေအတွက်အရေးကြီးမြင့်တင်မယ်ဆိုတဲ့အရေးကြီးဆုံးအချက်ကိုတို့တွေကအောင်မြင်စွာဆောင်ရွက်သွားနိုင်မယ်လို့ဆရာဒီနေ့ကပြောချင်ပါတယ်ဒီယနေ့ခေတ်လူငယ်တွေအတွက်ဆရာအနေနဲ့အကြံပြုစကားလေးလည်းပြောချပေးပါအောင်ရှင်ဆရာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ယနေ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့မြန်မာလူငယ်တွေကိုအကြံပြုချင်ပါတယ်ဒီနေရာမှာတိုင်းရင်းသား135မျိုးကိုမခွဲကြပါဘူးဘာလို့မခွဲကြပါဘူးလဲဆိုတော့နံပါတ်1ကိုယ်ပိုင်ဘဝမှာပညာကိုအခြေခံတဲ့ဘဝတစ်ခုကိုတည်ဆောက်ပါပညာဆိုတာ3မျိုးပေါ့နော်အတန်းထဲမှာသွားသင်ရတဲ့ formal education ရှိတယ်အတန်းပြင်ပါကခုနပြောတဲ့ကြားစရာမြင်စရာဆိုပြီးသင်ရတဲ့ informal education ရှိတယ်ပညာရေးဝန်ကြီးဌာနကမကြာခင်ဖွင့်တော့မယ် non formal education ဆိုတာ online ပေါ်ကလည်းပို့ချမယ်အဲ့ဒီမှာဆရာညချောင်းလေးတွေပြန်ဖွင့်စေခြင်းတယ်ပေါ့နေ့ကင်းပိုင်းအလုပ်လုပ်ပြီးတော့ညဘက်3နာရီလောက်ဆရာတို့ခင်မှာညချောင်းကအောင်ပြီးတော့လုံသားကောလိပ်ဆိုတာရှိသေးတယ်အဲ့ဒါတက်ပြီးတော့အောင်မြင်လာတဲ့လူတွေကဆရာတို့ခင်မှာဆိုရင်လူ100မှာ22ယောက်လောက်ကညချောင်းတက်တယ်လုံသားကောလိပ်တက်ပြီးအောင်မြင်လာတဲ့လုံသားလူငယ်တွေဖြစ်တယ်လုံအားလည်းပေးတယ်တိုင်းပြည်အတွက်ပညာလည်းဆက်တင်တယ် continuous learning ကိုယ်တိုင်လေ့လာသင်ယူပါလူမှုအပေါင်းအသင်း social dealing လုပ်တဲ့အဖွဲ့အစည်းတွေမှာဝင်ရောက်ပြီးတော့ပါဝင်ဆောင်ရွက်ပါနောက်ပြီးတော့ပရိုက်တာလုပ်ငန်းတွေကိုတကယ်ကိုစွန့်လွတ်တဲ့အနစ်နာခံတဲ့စိတ်နဲ့နော်အလုပ်ကျန်းတွေလုပ်ကြပါယုံကြည်မှုနဲ့စိတ်ဓာတ်ကိုလည်းပြည့်ပြည့်စုံစုံဖြစ်အောင်ထိန်းသိမ်းပါအနာဂတ်ကိုကိုယ်ပိုင်တည်ဆောက်မယ်ဆိုတဲ့မျှော်မှန်းချက်ယုံကြည်ချက်ကိုထားပါအဲ့ဒါတွေပြည့်စုံပြီဆိုဒီနေ့လူငယ်တွေကတိုင်းပြည်အနေကအင်အားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအချက်တွေကိုတိတိကျကျလိုက်နာမယ်ဆိုရင်တို့နိုင်ငံအလွန်ပြောစရာကောင်းတဲ့နေထိုင်စရာကောင်းတဲ့နိုင်ငံတနိုင်ငံအရက်ဒေသတစ်ခုအနေနဲ့တို့တွေပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးလူငယ်တွေအသိပညာအရေးချင်းတွေတိုးတက်လာဖို့အတွက်ဆရာရဲ့အတွေးအမြင်တွေကိုမျှဝေပေးတဲ့အတွက်များရုံမြင့်တန်ကြားနေအထူးပဲကျေးဇူးတင်ပါတယ်ဆရာဆရာလည်းဒီနေ့လူကြီးတစ်ယောက်အနေနဲ့လူငယ်တွေကိုဆရာတို့ဖြတ်သန်းလာတဲ့အတွေ့အကြုံတွေထားရှိရမယ့်သဘောထားတွေရည်ရွယ်ချက်ရည်မှန်းတဲ့ချက်တွေကိုမြောက်ရီရုပ်သံမှာလာရောက်ပြောကြားခွင့်ရတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ